ကပတိန်ဖြစ်အသင်းကိုပထမဆုံးနိုင်ပွဲရအောင်ဦးဆောင်ပေးနိုင်ခဲ့တယ်လို့မြန်မာ Women League 2026ရဲ့ပထမဆုံး hat trick ကိုလည်းတွင်းယူနိုင်ခဲ့တဲ့အပေါ်ဘယ်လိုခံစားရလဲကျွန်တော်ပထမဆုံးကစားတဲ့ပွဲလည်းဖြစ်တယ်ဒီရနာပုံတင်းနဲ့တည်ရနေအခုဒီပွဲမှာစပြီးကစားရပါတော့အဲ့ပေါ်မှာကျွန်တော် hat trick လေးရရဲအဲ့တော့ကျွန်တော်ကျင်းနေတယ်ကျွန်တော်အတင်းသားကျွန်တော်ကိုပတ်မှုပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်အတင်းမှာရှိတဲ့နီးပြားရှာတွေရော stat အားလုံးလည်းကျွန်တော်တကယ်ကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်ဒီလိုရတယ်ဆိုတာဘေးနာပတ်မှုမှုတွေရှိလို့ပေါ့နော်အဲ့တော့အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ပထမပွဲဒီနေ့ပွဲမှာအတင်းရဲ့တုတ်ပြန်မှုနဲ့စိတ်ဓာတ်ပိုင်းတော့ဘယ်လိုဖြစ်လဲအမှန်တိုင်းပြောရရင်တော့ကျွန်တော်တို့ကစားတာတော့အရန်အားရနေတဲ့အထဲမှာတော့မပါသေးဘူးပေါ့နော်ကျွန်တော်တို့တဖြည်းဖြည်းတိဆောက်နေပေါ့နော်တပွဲတဲ့တော့ကောင်းလာတယ်ပေါ့နော်ပို့ပြီးတော့နောက်ပွဲကိုလည်းပို့ပြီးတော့အားဆိုင်ဖို့လည်းလူတွေပေါ့နော်ကျွန်တော်တို့ကတပွဲတဲ့ကောင်းအောင်ချင်းကပ်နေတော့မှရှိသေးတယ်ပေါ့နော်အဲ့တော့အကောင်းဆုံးတိဆောက်နေတော့မှာပဲဟုတ်ဒီ hat trick နဲ့ပထမဆုံးနိုင်ပွဲကိုရန်နာပုံ break တွေဘယ်လိုအမှတ်တရစကားတွေနဲ့ပြောချင်ကျွန်တော်တို့အတင်းကကျွန်တော် hat trick ဆိုတာလည်းကျွန်တော်တို့ပွဲအတင်းပထမဆုံးနိုင်ပွဲရတာလည်းဖြစ်တယ်ကျွန်တော်လည်း hat trick ရတယ်အဲ့အတွက်ရန်နာပုံပိတ်တက်တွေကျင်းနေမယ်လို့လည်းမျှော်လင့်တယ်ကျွန်တော်တို့အတင်းကိုဆက်လက်ပြီးတော့လည်းအားပေးပါလို့ကျွန်တော်ကပြောချင်တယ်ပြရန်နာပုံမှာကျွန်တော်တို့ကစားနေပြီမဲ့ကျွန်တော်တို့လာရောက်အားပေးတဲ့ရန်ကွာပိတ်တက်တွေရှိအဲ့အတွက်ပိတ်တက်အားလုံးကိုလာရောက်အားပေးဖို့ရကျွန်တော်တို့အတင်းကိုဆက်လက်ပြီးတော့အားပေးပါလို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ဟုတ်